တိတ်မဝေးခင်မှာပဲသူတို့လမ်းကိုမီတစင်ကပိတ်ဆို့ထားတယ်ဒါကြောင့်ခဏနားဖို့သူတို့ဆုံးဖြတ်လိုက်ကြတယ်နီကန်နာမှာပန်းဒီအများကြီးကိုသူတို့တွေ့ခဲ့ရတယ်တခြားလူတွေကဘာမှမထူးခြားဘူးုံထင်ပြီးမြဲလီနာကတော့တစ်ချက်ကြည့်လိုက်တာနဲ့ဒါတွေဟာမျိုးစိတ်တူတွေမဟုတ်မှန်းသိလိုက်တယ်ဒါပေမဲ့အဲ့ဒီပန်းတွေကနွယ်ပင်တစ်ခုထဲမှာပဲအတူတူတွေ့နေကြတာပါဒါဟာအပင်တွေကအမြဲတမ်းမျိုးဗီဇပြောင်းလဲနေတယ်လို့မျိုးပါပဲလီနာကဆက်ပြီးလေ့လာခြင်းတွေတုန်းမှာပဲဒီမော်ဒဆမှုတစ်ခုဖြစ်ခဲ့တယ်တဲ့အင်ကိုရှာဖွေပြီးခါစားဂျိုးစီကစကားပြောဖို့ပြန်လိုက်တော့တစ်ခုခုကဂျိုးစီရဲ့ကြောဖို့အင်ကိုကိုက်ပြီးရေသေးကိုဆွဲချသွားခဲ့တယ်ကံကောင်းထောင်မစွာနဲ့ပဲလီနာကမြင်းမြန်ဆန်ဆန်တုံ့ပြန်နိုင်ခဲ့ပြီးအားလုံးဝိုင်းဝန်းပြီးဂျိုးစီကိုဆွဲတင်နိုင်ခဲ့ကြပါတယ်ကမ်းဖော်ကိုပြေးတက်ပြီးအဲ့ဒီတတ်တဘာကိုကြည့်လိုက်တဲ့အခါအဲ့ဒါဟာမိချောင်းယူကြီးတစ်ကောင်ဖြစ်နေတယ်အဲ့ဒီမိချောင်းဟာရေသေးမှုတ်ပြီးသူတို့စီကိုအချိန်နဲ့လာနေပါတယ်တခြားလူတွေကတော့ကြောက်ပြီးဘိုးဘက်ဒီဘက်ထွက်ပြေးကုန်ကြတယ်ကံကောင်းတာကလီနာဟာတီငီစွာနဲ့ဒူးထောင်ပြီးတနတ်နဲ့ပြစ်ထပ်နေခဲ့တယ်ဒီမိချောင်းဟာပုံမှန်ထက်ပိုကြီးပြီးအရေးပြားကလည်းပုံမှန်မိချောင်းနဲ့မတူပါဘူးမိချောင်းရဲ့ပါဇက်ကိုဖျဲကြည့်လိုက်တဲ့အခါမှာတော့လေချောင်းကနေမင်းရိုးအထိထပ်မြတ်တဲ့သွားတွေနဲ့ပြည်လာလို့လီနာတွေ့လိုက်ရတယ်တိတ်ဖန်ကြီးနဲ့ပြောရရင်ဒီမျိုးစိတစ်ခုကဘယ်တော့မှမျိုးဆန်လို့မရနိုင်ပါဘူးအဲ့ဒီနောက်မှာတော့သူတို့ရေလမ်းကြောင်းအတိုင်းဆက်သွားခဲ့ကြတယ်ညဦးပိုင်းရောက်လာတဲ့အခါမှာတော့စွန့်ပြေးထားတဲ့စစ်အခြေစကားတစ်ခုကိုတွေ့ခဲ့ကြတယ်အဲ့ဒီကအရှောက်ဦးတွေကမပြတ်မစီးပဲရှိနေသေးတာကြောင့်အဲ့ဒီမှာပဲညတာနားဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါပေမဲ့သူတို့ခန်းထဲကိုရောက်သွားတဲ့အခါဒီနာဟာကြောက်တင်ဘုံပေါ်မှာရေးထားတဲ့နာမည်အများကြီးကိုတွေ့လိုက်ရတယ်အဲ့ဒီအထဲမှာသူမရဲ့ခင်ဘုံဂိမ်းရဲ့နာမည်လည်းပါဝင်နေတယ်ပြဿနာနေမဖြစ်အောင်လို့လီနာဟာသူမနဲ့ဂိမ်းရဲ့ပတ်သက်မှုကိုထုတ်မပြောခဲ့ပါအဲ့ဒီအချိန်မှာ Ventress ကစပွဲပေါ်မှာချိတ်ပိတ်ထားတဲ့အိတ်ကိုတွေ့သွားတယ်အဲ့ဒီအထဲမှာ memory card တစ်ခုရှိနေတယ်ဂျိုစီကအဲ့ဒီကတ်ကိုဗီဒီယိုကင်မရာနဲ့ထည့်ပြီးဖွင့်ကြည့်လိုက်တယ်ဗီဒီယိုထဲမှာလီနာရဲ့ခင်ဘုံဂိမ်းကိုတွေ့ရတယ်ဂိမ်းရဲ့ရှေ့မှာတော့စစ်သားတစ်ယောက်ကိုဖိထားတာတွေ့ရတယ်ဂိမ်းကအဲ့ဒီစစ်သားကိုနှစ်သိမ့်တိပြီးဓာတ်နဲ့ဘိုက်ကိုခွဲလိုက်တယ်စစ်သားရဲ့ဦးတွေကအသက်ရှိသလိုမျိုးလှုပ်ရှားနေတာကိုမြင်လိုက်တော့အားလုံးထိတ်လန့်သွားကြတယ်ဗီဒီယိုကိုပိတ်လိုက်တဲ့နောက်မှာတော့သူတို့အားလုံးအတော်ကြာလုံးစိတ်မအေးနိုင်ဖြစ်ခဲ့ရတယ်ရှင်မနာမည်ထဲမှာလူသားတွေရဲ့မျိုးဗီဇတွေပါပြောင်းလဲသွားပုံရပါတယ်နောက်ပိုင်းမှာတော့သူတို့အဲ့ဒီစစ်သားကိုရေဘူးကွင်ထဲမှာတွေ့ခဲ့ရတယ်အဲ့ဒီအချိန်မှာအဲ့ဒီစစ်သားဟာတစ်ပင်တစ်ပင်အဖြစ်လုံးဝပြောင်းလဲသွားခဲ့ပါပြီသူဟာတောင်တကောင်လိုမျိုးကြောက်စရာကောင်းသလိုလူကြီးတွေကိုဖြစ်နေခဲ့တယ်ဒါကြောင့်သူတို့ခန်းထဲမှာမအိပ်ဖို့ဆုံးဖြတ်ခဲ့ပြီးဦးလုံးကျုံနဲ့ကင်းမြောက်တွေကိုတွားပြီးနားခဲ့ကြတယ်ဒါပေမဲ့ညဘက်မှာပဲဒီမိုတစားမှုတစ်ခုထပ်ဖြစ်ခဲ့ပြန်တယ်အိမ်မပြောတဲ့လီနာကကင်းလဲဖို့အတွက် Ventress ကိုတွားရှာခဲ့တယ်ရုတ်တရက်အဝေးကနေဟင်းလုံးကြီးတစ်ခုထွက်ပေါ်လာပြီးကြံတဲ့အဝေးဝင်တွေကိုနိုးသွားစေခဲ့တယ်သူတို့အမြန်စူဆောက်လိုက်ပြီးမဲ့အဲ့ဒီအချိန်မှာပဲသူတို့တဲ့၃ယောက်ကအဲ့ဒီအတန်နောက်ကိုလိုက်သွားကြတယ်